နေနေရတယ်မေရဲ့အင်္ဂလိပ်တနေ့တော့လေတာရောက်ပြေလို့ပြန်နေငယ်ချင်းတွေလေဒီတိုင်းပဲတို့လေအိမ်ကိုလွှမ်းနေတယ်တော်လင်းချက်တွေပြေးတဲ့တနေ့ပြန်လာမယ်မေဘဝတူတွေမို့လိုက်ရတယ်တော်လင်းချင်းအင်္ဂလိပ်ရဲ့ပူပန်ရင်နဲ့ပင်ပန်းနေလားတပင်းနဲ့မေနေလို့မကောင်းရလားမိမိတိုင်းပြန်ချင်မိတယ်နေရဲ့တွေလာတွေချခဲ့ပြီးရိယာစိတ်တွေပူလို့လားနှွေးတွေလုံးနဲ့ပြီးရဲ့ရှင်ကိုဝင်နေပြီးတော့ဆိုလိုက်ချင်တယ်မေအရေးတာအားတို့အတွက်ကဘာတစ်ခုပါတကယ်နဲ့မေညောနေမလားပူပန်ရင်